အားလုံးပဲမင်္ဂလာပါ JK Football Channel နဲ့ကြိုဆိုပါရစေကျွန်တော်ဒီနေ့ပြောပြချင်တဲ့အကြောင်းအရာတွေကတော့ဘောလုံး control ဘိုင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဝေမျှပေးတော့မှာဖြစ်ပါတယ်ကျွန်တော်တို့ session လေးကိုလိုက်ပြီးကြည့်ပေးပါဦးဒီဗီဒီယိုကိုဆုံးဖြတ်ကြည့်တော့အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ဗီဒီယိုလေးကိုဝင်ကြတဲ့သူsubscribe လုပ်ပြီးတော့တောင်းဖို့ချင်ပါတယ်အားလုံးပဲနောက်ပြီးပါပြန်တင်ပြကြမယ်